င့်မနိုင်ခင်ဟာမေကွန်းများနဲ့လင်းမာစီသားအားလုံးပဲမင်္ဂလာပါကိုဗီ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုဆိုပါမေကွန်းများရှိပါတယ်မေကွန်းနေမထုတ်ခဲ့လို့မေကွန်းများအသုံးမပြုရဲလို့မေကွန်းနဲ့ဆိုကဘာတွေချခဲ့လို့ကျွန်တော်တို့မှောင်ခဲ့ကြပြီးပါပြီမေကွန်းဟာစဉ်းစားခြင်းရဲ့မိကိုများပဲမေကွန်းဟာတင်ကျဲချခဲ့တော့တင်းရဲ့မြို့ရွာတွေမေကွန်းဟာတင်အသက်လဲသိနေပြီဖြစ်တဲ့မာဖလာဒါကြောင့်ကျွန်တော်ကမေကွန်း90ပေးပို့လိုက်ပါတယ်ဒီမှာတော့ဘောလုံးပေါ့လေဘောလုံးနဲ့ပဲအသွားလာလုပ်လိုက်ပါတယ်ပေါ့ပါလေးပါပဲတင်းရဲ့ဖြေလိုစိတ်ကိုဥတီပါတယ်တင်းဟာမူသားမတုံးမဲ့ဖြေဆိုကြည့်ရင်မေကွန်းတွေကိုချစ်ခင်လာပြီးမကြခင်ပဲတင်ကိုယ်တိုင်မေကွန်းထုတ်ဖို့အလေးချင်းတစ်ခုစမိလျက်တာဖြစ်ပါလိမ့်မယ်မေကွန်းနံပါတ်1မပျော်ဘူးမလားပျော်စရာရှိလို့လားနံပါတ်2အာဆင်နယ်ကာရာဘောင်လွဲပြန်တော့တင်းဟာဆဲဆိုမိလိုက်သေးလားမေကွန်းနံပါတ်3ကီပါဟာလက်ဒူလားနံပါတ်4အဲ့ဒီနောက်ပိုင်းပရီးမီးယားလိချန်ပီယံအဖြစ်မှာရောပူပန်မိသေးတာလားမေကွန်းနံပါတ်5ပတ်ကိုဘဲနဲ့သဘောထားပါတယ်လေမေကွန်းနံပါတ်6ပတ်မရှိတော့ရင်နောက်ထပ်ပတ်တစ်ယောက်ရောက်လာမယ်လို့သင်တကယ်ထင်လို့လားမေကွန်းနံပါတ်9တန်ဖိုးတွေကိုပုတ်ထုတ်ပစ်လို့တပုတ်လေလွင်ပြောဆိုလို့တန်ဖိုးဟာတစစီကျိုးပြတ်သွားမယ်ထင်လို့လားမေကွန်းနံပါတ်10မန်စီးတီးမှာဖိုဒန်ကိုအကျဉ်းချထားတာတရားမျှတရဲ့လားမေကွန်းနံပါတ်9အခုဆိုသင်ဟာဟာလန်ကိုပြင်းတက်လာတဲ့ပြောဆိုဖို့အစင်သင့်ဖြစ်ပြီလားမေကွန်းနံပါတ်10ဒါမှမဟုတ် O'Reilly ရဲ့ profile လှလှလေးတစ်ပုတ်လောက်ဖတ်ရဖို့တောင်းတနေပြီသေးလားမေကွန်းနံပါတ်17ဘာမှမဟုတ်ပါဘူးဆယ်မီညိုကိုစောင့်ကြည့်ရတာကပဲအရသာလာဝန်းလားမေကွန်းနံပါတ်12သားသက်သမားကိုစိတ်ရှိသေးရဲ့လားမေကွန်းနံပါတ်13တင်ကားကိုတစ်နှစ်တန်တန်းတွင်ပြောမှာလားမေကွန်းနံပါတ်14ဘယ်သူမှမလိုပါဘူးတကယ်ဆိုမိုက်ကယ်ကားရက်ပဲလိုတယ်အဲ့ဒီလိုရှိပြီလားမေကွန်းနံပါတ်15ဘရူနိုသာမရှိတော့ဘူးဆိုပါစို့မန်ယူဟာနေမောင်သွားမယ်လို့တရားဝင်ဝန်ခံရဲပြီလားမေကွန်းနံပါတ်16ဗီလာကိုလီဗာပူးနဲ့ချက်စီကကြော်နိုင်လိမ့်မယ်မျှော်လင့်ထားသလားမေကွန်းနံပါတ်19ဒီယာဒီမှာအမ်မရီနဲ့ယူရိုပါလိပြန်ပေါင်းကြမှာလားမေကွန်းနံပါတ်18ဗီလာဟာမကင်လားရောဂျာလားဝါကင်လားမေကွန်းနံပါတ်19ဗီလာဟာဘသူဖြစ်ဖြစ်စိတ်ဝင်စားဘူးလို့ဝင်អွန်လိုက်တာခမလားမေကွန်းနံပါတ်20သို့တော်တဲ့လီဗာပူးဟာဆိုဘော့စလိုင်းဆိုရင်အဲ့ဒီကန်ကိုစိတ်လိုလက်ရကူးခတ်လာတဲ့ငါးကလေးဟာတင်ကိုယ်တိုင်ပဲမလားမေကွန်းနံပါတ်21ဆာလာဟာဆော်ဒီမှာရေခတ်မစင်းဖြစ်ခြင်းတော့ငါတော့မှားပြီလို့ခန်းစားနေရမယ်ထင်ပါသလားမေကွန်းနံပါတ်22အန်ဖီမှာဖရင်ပေါင်မဖြစ်တော့ပါဘူးလို့သင်ဟာအလော30လား23မော်ရီညိုအလွန်မှာချက်စီရဲ့အဆိုးရွားဆုံးရာသီလား24ဒီလက်ဟာ Ipswich ဂျင်းလားမေကွန်းနံပါတ်25သတင်းတွေကအတိုင်းရာသီအကုန်မှာအန်ဆိုထွက်သွားခဲ့ရင်တင်းစီကထောက်ခံမှုတစ်ခုခုကိုကြားရမလား26အက်စတာဗောင်းပေါ်ရိုစင်းညာဟာတာဝန်မကြေခဲ့ဘူးမလား29ဒါထက်စကားမဆက်မာရက်စကာကြီးမန်စီးတီးရောက်သွားရင်သင်ရဲမှာလား28ကမ္ဘာစံပေါ်ကြီးအသင်းတစ်သင်းကိုရွေးပါဆိုရင်ဒီချက်စီးသာဆွဲထုတ်မိမှာတေးကြပါပြီလားမေကွန်းနံပါတ်29ခမည်းဟာကိတ်အင်ဒရူးဖန်မာလို့ဝန်ခံလို့စိတ်နည်းနည်းရှိလားနံပါတ်30တီယာဂိုဟာသူ့ကိုယ်တွေနဲ့ဖမ်းထားတဲ့လာရောင်ကိုခမည်းစီလက်ဆောင်ပြုဘူးပါပြီလားမေကွန်းနံပါတ်31ဘာအနေနဲ့မိုရက်စာအေဗာတန်ရဲ့ရာသက်ပံဂုဏ်ထူးဆောင်နည်းပြအဖြစ်သတ်မှတ်ကြရတော့မှာလား32ကျွန်တော်ကမိုင်ကိုလန်ဆိုရင်ခမည်းကဘယ်သူပါလဲမေကွန်းနံပါတ်33ဘရန်ဝိတ်ကိုမန်ယူခံစစ်အတွက်ပြစ်မှတ်ထားခြင်းသေးရဲ့လား34ကျွန်တော်တို့ AWB ကိုမြင်ရင်နေတာပဲသူ့ကောင်းကျိုးကိုအစင်လိုလားခဲ့ပေမဲ့သူကိုယ်တိုင်ကတော့ထင်သလောက်တတ်မလာဘူးမလား35ဘာမှဖြစ်လာမယ်မဟုတ်ပါဘူးဒါပေမဲ့သူတို့အသင်ချစ်လက်နေတာလေးကချစ်စရာဆိုရင်ဖူဟန်ကိုရွေးမှာလား36အဲ့ဒီပျော်ရွှင်နေပါတယ်ဆိုတဲ့ငနဲတွေကိုငရဲပို့ဆောင်ရေးအကျိုးဆောင်လုပ်ငန်းများရှိနိုင်အောင်မလား39ဒီယာဒီမှာပွဲကြိုစရာတွေနဲ့ခမ ्या ကိုဒုက္ခအပေးဆုံးက Brighton မှာဆိုလက်ခံလား38တခုပဲဂျာမနီနီးပြဟူစီလာကိုတော့ဒီထက်မြင်မာတဲ့တနေရာရောက်စီခြင်းခဲ့တယ်မဟုတ်လား39ကြောင်ကြကြတယ်ပဲပြောနောက်ဆုံးတော့ကြောင်နဲ့တွေခုန်ဆင်းလာရတာပဲမလားမေကွန်းနံပါတ်40ဟုတ်လာပြီထင်ခဲ့ကြရတဲ့အလင်းရောင်ဝင်းကြီးအခုလို3ပွဲဆက်ရှုံးလိုက်တော့ကဲအခုတော့ဘဲနေလေလားမေကွန်းနံပါတ်41ရှာကာကြီးငြိမ်သွားတာကရောဒီမှုတွဲနဲ့သက်ဆိုင်နေမလား42ချန်ပီယံလိကြောင့်ဒီဘက်မှာငှက်ကြားစိတ်နဲ့ထင်မှတ်ခဲ့ကြပေမဲ့အခုအဲ့ဒါကြီးပြီးပြတ်သွားတော့လေအိမ်ဝင်းမှာရှုံးနေရပြန်တယ်အဲ့ဒီဟောင်းမှာအန်ရီယရှိနေပြီလို့မက်ဆေ့ပို့ကြတော့မလားမေကွန်းနံပါတ်43ရာသီအစကအီးဆက်အတွက်ဝူဒမန်ဒီအဝင်နဲ့ရောက်ရက်ခက်ခဲ့တာကြီးဟာဒီလိုအဖြစ်မျိုးအဖြစ်ဆိုးလား44 17ပွဲဆက်မရှုံးခဲ့တာကပဲဘုံမောက်တို့ရဲ့နေဖို့ညစာဂုံသိက္ခာလား45အိုလီဗာကလပ်စနာကိုအသင်းကြီးတစ်သင်းရောက်ဖို့စိတ်ဝင်စားတော့တာခမ ्या နဲ့ကျွန်တော်2ယောက်တည်းလားမေကွန်းနံပါတ်46လိစာမန်ယူကိုရှုံးပြီးရင်တန်းဆင်းဆောင်တိုက်ပွဲတဲ့အတိအကျသက်ဆင်းသွားနိုင်ကြအောင်သတင်းရပြီလား49ဝူဖ်မှာမဖြစ်ခဲ့တဲ့ပါရီယာဖော်ရက်စ်ရောက်မှထပ်ဖြစ်နေတာတွေခမ ्या ပြောမိသေးလားမေကွန်းနံပါတ်48စပါးကိုစလုံးမင်မပေါင်းချင်ဘူးလုံးလုံးကြီးစိတ်နာသွားပြီလားမေကွန်းနံပါတ်49
သို့တော်တန်းစင်းတဲ့အထီတော့မလုံနဲ့လေလို့တန်ရောစင်ဝီစကီလေးနောက်ဆုံးတစ်ခွက်ငှဲ့ထားသေးလားမေကွန်းနံပါတ်50ဒါဖြင့်ဝက်ဆန်းသာထွက်သွားလိုက်ပါတော့လို့ရောရန်ငါပြတ်နိုင်ပါတယ်လားအားလုံးမကြည့်သူတို့မှာလည်းနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်